Hello ဒီနေ့မှာတော့စားလို့အရန်ကောင်းပြီးထမင်းအရန်မိန်တဲ့ဝက်သားမွားကြော်အဆက်လေးလောက်ပြပေးပါမယ်။လောက်နေလေးရလဲအရန်လွယ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်။ပိုင်းပစ္စည်းတွေကတော့ဝက်မိုးခိုအတွင်းသားရဲ့ကြက်သွန်နီရဲ့ကြက်သွန်ဖြူရဲ့ပါရှင်။ဒီစဉ်ကတော့ကြက်သွန်နီကိုဥအကြီးကြီးနှလုံးသုံးထားတာပေါ့နော်။ပြီးသွားတာနဲ့ကြက်သွန်ဖြူကိုလည်းဥအကြီးကိုမှခုလိုမျိုးလက်နဲ့စုပ်စာသုံးထားပါတယ်။ဝက်သားကိုတော့ 1kg သုံးထားပါတယ်။ဒီစဉ်ကတော့ဝက်မွားကြော်တွေလှုပ်စားတဲ့အခါတိုင်းပေါ့နော်။ဒီဝက်မိုးခိုအတွင်းသားကိုအကြိုက်ဆုံးပဲရှင်။အရင်ဆုံးဝက်လာထားတဲ့အသားတွေကိုရေနဲ့ပြန်သုံးပြန်ဆင်အောင်ဆေးထားလိုက်မယ်နော်။ဒီနေရာမှာကြက်သားအမဲသားကြိုက်တဲ့အသားကိုအဆင်ပြေတယ်လို့သုံးလို့ရပါတယ်နော်။လုံနီတူပါပဲရှင်။ပြုတ်တဲ့အခါညီနဲ့မရှိအောင်လို့ဒီစဉ်ကတော့စပလင်နှစ်ပင်ထည့်လိုက်တယ်ပေါ့နော်ပြီးတာနဲ့စားအနေငယ်အချုံမုံနေငယ်ထည့်ပြီးတာနဲ့ရေမြော့အောင်ပြုတ်လိုက်တယ်နော်ဒီနေရာမှာအသားမုတ်ထည့်လို့လည်းရပါတယ်ရှင်ကိုသုံးတဲ့အသားပေါ်မူတည်ပြီးတော့နိုင်ဝက်45မိနစ်တနာရီလောက်ကြာအောင်ပြုတ်ပြီးထားလိုက်မယ်နော်အဲ့နောက်တော့ကြက်သွန်နီကြက်သွန်ဖြူတွေခွာထားပေးလိုက်ပါမယ်နော်သစဉ်သုံးသလိုမျိုးကြက်သွန်နီကြက်သွန်ဖြူဥကြီးကြီးဖြစ်ရမယ်တော့မဟုတ်ဘူးနော်ကိုအိမ်မှာရှိတဲ့ဟာအဆင်ပြေတယ်လို့သုံးလို့ရပါတယ်ရှင်ဒီနေရာမှာအလုံးကြီးသုံးရတဲ့အကြောင်းရပါတော့ခွာရတဲ့ပုံမြန်ပြီးတော့အချိန်ကုန်တက်တာတလို့ထင်ရလို့ပါရှင်ကြက်သွန်နီအစည်းတွေကုန်သွားအောင်လို့နှစ်ချမ်းခွဲပြီးတာနဲ့ရေစေးထားလိုက်ပါမယ်နော်အသားတွေလည်းမကြက်သေးဘူးဆိုတာနဲ့ကြက်သွန်နီကိုလာပြီးတော့မထူမပါလေးလီထားပေးလိုက်တော့ပေါ့နော်ပြီးသွားတာနဲ့ကြက်သွန်ဖြူကိုလည်းအဆင်ပြေတယ်လို့လီလိုက်တော့ပေါ့နော်ဒီနေရာမှာလီတဲ့နီးရတော့အတိကျရတော့မရှိဘူးပေါ့နော်ကိုအဆင်ပြေတယ်လို့တတ်တယ်လို့မျိုးလုပ်လို့ရပါတယ်ရှင်အားလုံးလီလို့ပြီးသွားတာနဲ့သူ့ကိုအဆိုဓာတ်ပြောက်သွားအောင်လို့ပေါ့နော်နည်းနည်းလေးဖြန့်ကျဲပေးထားလိုက်ပါတယ်ခုဆိုရင်အသားလေးကြက်ပြီးဆိုတော့သူ့ကိုဆယ်ထုတ်ထားပေးလိုက်မယ်နော်ပြီးတာနဲ့အေးခံထားမယ်ရှင်ချက်ချင်းသွားပြီးတော့နှွာလို့မရသေးဘူးနော်နည်းနည်းလေးမပူမအေးဖြစ်ပြီးဆိုတာနဲ့ကြပွေလေးနဲ့ပေါ့နော်သူ့ကိုနလေးထုပေးလိုက်မယ်ရှင်နှွာတဲ့အခါပို့ပြီးတော့လွယ်အောင်ဒါဆိုရင်တော့စပြီးတော့နှွာလိုက်ရအောင်နော်ကြည့်လိုက်ပါအောင်သစဉ်ဝက်မိုးခိုအတွင်းသားသုံးရတဲ့အကြောင်းရင်းကဒါလေးပါပဲရှင်နှွာရတာလည်းပိုလွယ်တဲ့အချောင်းလေးလည်းဖြစ်တယ်ပြီးသွားတာနဲ့သူ့ရဲ့အသားလည်းအဆိုဓာတ်ကိုထိန်းပြီးတော့ပေါ့နော်ချက်ရင်ဖြစ်မနေဘူးခုလိုမျိုးဝက်မွားကြော်လှုပ်စားတဲ့အခါကျရင်လေဝက်မိုးခိုအတွင်းသားသစဉ်အတွက်တော့အကောင်းဆုံးလို့ပဲထင်တယ်ရှင်ဒီအသားမရှိဘဲနဲ့တခြားအသားတွေလည်းရပါတယ်နော်ကြိုက်တဲ့အသားအဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ရှင်သစဉ်ကအကောင်းဆုံးအသားကိုပြောပြတာပါနော်အသားတွေအားလုံးမွားဖြစ်အောင်နှွာပြီးဆိုတော့စားအနေငယ်အချိုမုံနေငယ်ထည့်ပြီးတာနဲ့နယ်ထားပေးလိုက်မယ်နော်အရသာအပေါ့ငယ်အဆင်ပြေတယ်လို့ထည့်လို့ရပါတယ်ရှင်ဒါဆိုရင်တော့စကြော်လိုက်ရအောင်နော်စီကိုလိုအပ်တဲ့လောက်ထည့်ပြီးတာနဲ့စနွေးနဲ့ထည့်မယ်ပြီးတာနဲ့ကြက်သွန်ဖြူကိုအရင်စကြော်လိုက်ပါတယ်ရှင်သူကကြတော့လေမဲတာနဲ့ခါတက်လို့ပေါ့နော်တတိထားပြီးတော့ကြည့်ပေးရတယ်ဆယ်ပေးရတာပေါ့နော်ခုလောက်အနေထားဆိုရပါပြီရှင်ပြီးတာနဲ့ကြက်သွန်နီစကြော်ပါရင်ပေါ့နော်ဒီနေရာမှာကြက်သွန်နီများပြီးတော့စီကနေသွားတော့ပေါ့နော်တစင်ကတော့ထပ်ပြီးတော့မဖြည့်ချင်တော့တာနဲ့စိတ်ရှိရှိနဲ့နည်းနည်းကြကြလေးကြော်ပြီးလိုက်တယ်ပေါ့နော်ကြော်တော့ပဲရှိသေးတယ်အဲ့ဒါကိုမှတစင်ကမေ့ပြီးတော့ရေသွားတောက်လိုက်တာလေကြက်သွန်နီကအလီတက်လေးမဲသွားတော့ပေါ့နော်ဒါပေမဲ့စားကြည့်တာမခါဘူးဆိုတော့အစ်ထပ်မကြော်တော့ဒါဆိုရင်တော့နှွာထားတဲ့ဝက်သားလေးတွေမွတ်လေးဖြစ်သွားအောင်လို့ကြော်လိုက်ပါမယ်နော်တစင်ကတော့အစပိုင်းမှာတော့ကျွတ်လေးဖြစ်သွားအောင်လို့သူ့ကိုနည်းနည်းချင်းစီခွဲပြီးတော့ကြော်တော့ပေါ့နော်ရွှေဝါရောင်တန်းတဲ့အနေထားလေးပါရှင်ဒီနေ့မှာတော့တစင်ကဝက်သားကိုပုံစံ3မျိုးဝါချင်တော့ပေါ့နော်ကျွတ်ရွလေးရဲ့6လေးရဲ့မကျွတ်လေးရဲ့အဲ့လိုမျိုးပုံစံလိုချင်လို့ပေါ့နော်ပုံစံ3မျိုးကြော်တယ်ပြီးသွားတာနဲ့အဲ့ဒီနောက်ကိုတအိုးထဲမှာအကလုံးပေါင်းပြီးတော့လောင်းထည့်လိုက်တယ်ပြီးတာနဲ့သူ့ကိုထပ်ပြီးတော့နည်းနည်းလေးခြောက်သွားအောင်ပေါ့နော်ရောသမမွေပြီးတော့ခွလေးလှုပ်ပြီးလိုက်ပါတယ်ရှင်အရသာအတွက်တော့စားရဲ့အချိုမုတ်ရဲ့အသားမုတ်ရဲ့3မျိုးပဲသုံးထားပါတယ်ရှင်တခြားဘာ sauce မှမထည့်ဘူးနော်အသားမခံပါဆိုလို့ပါရှင်အသားတွေအားလုံးခက်ချက်6ဖြစ်သွားပြီဆိုတာနဲ့ငရုတ်ဒီအကြက်မုတ်ကိုတစုံခွဲလောက်ထည့်လိုက်ပါမယ်နော်ဒီနေရာမှာဆက်စားချင်တော့ပူထည့်ပေါ့နော်အဆက်မစားတဲ့သူဆိုရင်တော့နည်းနည်းပဲထည့်ပါရှင်ဒါမှမဟုတ်အချိုစားချင်တဲ့သူဆိုရင်တော့ငရုတ်ဒီအကြက်မုတ်မထည့်နဲ့ပေါ့နော်2မိနစ်လောက်မွေပြီးတာနဲ့စောကကြော်ထားတဲ့ကြက်သွန်ဖြူကိုပါရောပြီးတာနဲ့သူ့ကို3-4မိနစ်လောက်ဆက်ပြီးတော့ကြော်ပေးလိုက်မယ်ဆိုရင်တော့ရပါပြီနော်အခုသစဉ်လှုပ်ပြလိုက်တဲ့လုံနီလေးကတော့အိမ်မှာအမြဲတမ်းကြော်စားဖြစ်တဲ့လုံနီလေးပေါ့နော်ကြက်မွားဝက်မွားအမဲမွားကိုအခုလိုမျိုးပဲကြော်ပါတယ်ရှင်ရောင်းတန်းလဲဝင်တာမို့လို့စီပွားအနေနဲ့လှုပ်ရောင်းလို့လည်းရပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတ